ကဲဆရာတို့ရေမင်္ဂလာပါနော်ကျွန်တော်စီမှာအခုဒီ9လိုင်းမစ်စာလေးတွေနော်ဆရာတို့လိုသလောက်ကျွန်တော်စီမှာမှာယူအားပေးလို့ရတယ်ခင်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ဈေးလေးတွေနော်ပုံမှန်နဲ့ကျွန်တော်ရောင်းပေးနေပါတယ်ခင်ဗျာနော်ဟုတ်ကဲ့နောက်ပြီးတော့ကျွန်တော်မိတ်ဆက်ပေးချင်တာခင်ဗျာနော်ဒီမဲ့ MPE mic ခင်ဗျာနော်ဒါတချင်းဆိုဖို့အတွက်ခင်ဗျာနော်ဒါဆက်သမားကြီးလည်းနော်မှာယူပြီးအသုံးပြုလို့ရမယ်ခင်ဗျာနော်ဒီကောင်လေးတွေကနော်ဗတ်ပြန်ခြင်းပါခြင်းမရှိဘူးခင်ဗျာနော်ပုံမှန်အသုံးပြုလို့ရမယ်ခင်ဗျာနော်နောက်ပြဒါသူ့ရဲ့ပုံလေးခင်ဗျာနော်ဟုတ်ကဲ့နော်ဒါသူ့ရဲ့ပုံလေးနောက်ပြီးတော့ဒီကောင်ကသူ့ရဲ့အလေးချိန်လည်းရှိမယ်ခင်ဗျာနော်သူ့ရဲ့ကျိုးမှာဆိုလို့ရှိရင်လည်းနော်လုံးအခြေကြီးနဲ့ခင်ဗျာနော်ဒါလုံးအခြေပဲသူဟိုလောက်တော့ရှိမယ်ခင်ဗျာနော်သူ့မီတာကနော်9မီတာ6မီတာပေါ့အဲ့လောက်တော့ရှိမယ်ခင်ဗျာနော်အခြေအဲ့လောက်ရှိမယ်ခင်ဗျာနော်ဒီမိုက်လေးတွေကျွန်တော်ဒီမှာမာယူအားပေးလို့ရမယ်ခင်ဗျာနော်သူ့မိုက်တန်ထလေးကျွန်တော်စမ်းပြပေးမယ်နော်ဟုတ်ကဲ့လက်တစီအလားဟုတ်ကဲ့နော်မေဆာမှာကျတော့နော်အဖက်တန်ကိုဒီမှာကိုလိုတလောက်ချိန်ပြီးတော့အသုံးပြုလို့ရမယ်ခင်ဗျာနော်ဟုတ်ကဲ့နော်ဒီကောင်လေးတွေလိုရရင်ကျွန်တော်ဒီမှာဒီမိုက်လေးလည်းမှာယူအားပေးလို့ရမယ်ခင်ဗျာနော်ဟုတ်ကဲ့နော်ဒီနေ့ကျွန်တော်အဲ့ဒါလေးစမ်းပြပေးတာခင်ဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးပါခင်ဗျာနော်ဟုတ်ကဲ့ဗျာနော်ကျွန်တော်ဆနလက်မနော်800ဝက်အပေါ်ကဒုံကျူတာ900ဝက်ကိုကျွန်တော်ဒီ classic ဒီနော်အလေး2000လေးနဲ့ကျွန်တော်ဆန်းပြနေတာနော်ဒါလုံးဝပါချက်လေးခင်ဗျာနော်ဟုတ်ကဲ့နော်ကျွန်တော်လက်ဆိုလို့ချင်းလက်20ပဲရှိတယ်ခင်ဗျာနော်သူ့ရဲ့အရွယ်စားလေးရခင်ဗျာနော်ဒီကောင်လေးတွေက15လက်မဆိုလို့ချင်းလည်းရမယ်ခင်ဗျာနော်ဒီ15လက်မဆိုလို့ချင်းလည်းရမယ်ခင်ဗျာနော်အိမ်သုံးကိုလုံးဝအခြေသုံးနေတယ်ဆိုလို့ချင်းဒီကောင်လေးတွေဈေးလေးကျွန်တော်ရှိမှချူချူတတာလေးနဲ့ဝယ်ပြီးတော့မာယူအသုံးပြုလို့ရမယ်ခင်ဗျာနော်ဟုတ်ကဲ့နော်အားလုံးကျေးဇူးပါခင်ဗျာနော်